嘿，没了。 ကြွပါအောင်ကျေးဇူးရှင်လာပါကြွပါအောင်ဟမ်တရားပေါ်လိုက်ဟမ်တင်းကြတရားပေါ်လိုက်တော်တော်ကြောက်စရာကောင်းတဲ့တခိုးအကြီးစားတခိုးလက်စားတခိုးအသေးစားတခိုးဂိုင်းချုပ်ဟမ်အိမ်တွင်းတခိုးဟမ်မင်းတော်တော်ယွန်စရာကောင်းတဲ့ကောင်သူများအိမ်ကိုခိုးတာကြားလို့ကောင်းတယ်ကိုယ့်အိမ်ကိုပြန်ခိုးတယ်မင်းမရှက်ဘူးလားဟမ်ဟဲ့ငါပါပရဲလိုက်မယ်ငေါ့တဲ့ကျန်မူးလားဟလားမူးလား 咋么不会？ ဟာတော့ငါပါပရဲလိုက်မယ် 去了。 ဟမ်မင်းအိမ်ကပစ္စည်းခိုးသွားရမလား 哭 မပြောနဲ့ငါ CCTV အကုန်ပြန်ကြည့်ပြီးသွားပြီ 哭哭了 ဟမ် 哭了。 ခိုးတယ်ပြောလေခိုးတယ်ပြောလေဟမ်နင်းမရှက်ဘူးလားဟမ်တန်ဖိုးမသိတန်ဖိုးမရှိတဲ့ကောင်ဒီမှာရအောင်ကို့အိမ်ဆိုတာကိုယ်တိုင်တန်ဖိုးထားမှသူများတန်ဖိုးထားမင်းကတခိုးလမ်းပြလောက်တာဒီမိနစ်တွေဝင်ခွင့်ကုန်မဲမင်းကစားဖို့တောက်ဖို့တော့ပဲခိုးတာကျန်တဲ့သူကငါစီးပွားပြတ်တော့ခိုးလိုက်မယ်နားလေလားမင်းဟမ်မင်းဟိုတနေ့ကအိမ်က TV ပျောက်သွားတာငါမင်းကိုမဆွဆွဲချင်လို့မင်းခိုးသွားတာ 啊，哭了可以。 အေး 哭了。 ဟမ်ခိုးတယ်လေ 好， လောက်ရှက်ဖို့ကောင်းအဲ့ဒါတန်ဖိုးဟမ်အဲ့ TV ရဲ့တန်ဖိုးမင်းဘယ်လောက်သိလဲ 就让都当呀。 3000ခွဲတက်ဟေ့ငါပြောနေတယ်အဲ့တန်ဖိုးကိုပြောနေတာမဟုတ်ဘူးအဲ့ TV မရှိတဲ့အချိန်မှာမင်းဘောလုံးပွဲကြည့်ကြတော့ TV မရှိတော့မင်းဘောလုံးပွဲကြည့်ကြဘာနဲ့ကြည့်ရလဲဖုန်းနဲ့ကြည့်ရတယ်စက္ကရင်သေးသေးလေးနဲ့ကြည့်ရတယ်အဲ့တော့ TV မရှိတဲ့အချိန်မှာအဲ့ TV ရဲ့တန်ဖိုးမင်းသိပြီလားသိလား 对对。 အာဒီကောင်ကွာဟေးဟုတ်ပြီအဲ့ TV ရောင်းလိုက်တဲ့ငွေမင်းဘာလုပ်လဲ 这。 ညွန်စရာကောင်းလိုက်တယ်ကွာယောက်ျားတယောက်ကိုအမ်းဖို့မြန် TV ရောင်းရတယ် 我没人可直接给你们抓不了，就 မသိလေမင်းဒီလိုဆိုဘာမှမသိတာ 小家这边这种太苦逼啊！我们。 ခေးပြင်မရှိတာဟမ် 好， ဟိုတနေ့ကလည်း9စင်းကြိုက်7ကြိုက် 好， ဘာမှမဟုတ်တဲ့တိတိလေးအတူထွားလေးခိုးတယ်အဲ့9စင်းကြိုက်ခိုးပြီးတော့ရောင်းလိုက်တယ် ဟုတ် ဟုတ်တယ်မလားခိုးလားမခိုးလားပြောပြောငါလုံးပြီးတော့မယ်မင်း 苦了嘞，我就苦我们嘞，苦 ခိုး 了， ပြီးတော့မင်းဘာလုပ်လဲ 就。 ဟာလက်မလေးစုပ်ချင်တာမြတ်ကွာ9စင်းကြိုက်ရောင်းကြတယ်ကွာ 你们说了没人苦，你嘞一到来的路还不要了苦。 အေး ဟုတ် အဲ့9စင်းကြိုက်တန်ဖို့မင်းဘယ်လောက်သိလဲဟမ် 这养了多少个呀？ ဟာငါလုံးပြီးတော့မယ်အဲ့တန်ဖို့ပြောနေတာမဟုတ်ဘူးဟမ်9စင်းကြိုက်မရှိတော့ကိုနေကဖုန်းကြီးကြောင်းအောင်သွားဖို့တော့ဘာနဲ့ပို့ရလဲဘူးတွေနဲ့ထည့်သွား 好， ကြက်တည်ရှိလား 是啊， အေးအဲ့စတိကျမ်းမရှိချင်မှာစတိကျမ်းရဲ့တန်ဖိုးဆိုတော့မင်းသိလားအဲ့ဒါပဲဟိုတနေ့ကဘာမှမဟုတ်ဘာမှလည်းမတန်ဘူးကွာ 好， 3မိနစ်ပြုတ်အိုးလေး3မိနစ်ပေါင်းအိုးလေးအိုးပြုတ်အိုးလေးပြုတ်အိုးလေး ဟုတ် ဟမ်အဲ့ပြုတ်အိုးလေး3မိနစ်အိုးလေး 好， မင်းခိုးလိုက်တယ်မလား